လာပါရှင်ကျမတို့ရဲ့ဒီနေ့ပြုလုပ်တဲ့ဆွေးနွေးပွဲလေးကတော့ပြည်သူလူငယ်တွေအများစားမှာမူရစီဝါကြောင့်လမ်းမမရောက်စေရန်အသိပညာပေးဆွေးနွေးတဲ့စကားဝိုင်းလေးလည်းဖြစ်ပါရဲ့ရှင်မင်္ဂလာပါညီမလေးတို့ရေအမတို့ရဲ့အသိပညာပေးဆွေးနွေးတဲ့စကားဝိုင်းလေးစလိုက်ကြရအောင်နော်ဟုတ်ကဲ့ပါမရှင်ဒါဆိုရင်ညီမတို့ဒီနေ့မူရစီဝါနဲ့ပတ်သက်ပြီးတော့ဒီကောင်းစရာလေးတွေဆွေးနွေးသွားကြမယ်နော်လက်ကိတီရှင်လူငယ်ကြားမှာဒီပန်းစားနေတဲ့ e-secret နဲ့ပတ်သက်ပြီးတော့ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့အမှားစာလေးကိုရှင်းပြပါပါရှင်တကယ်လို့စိတ်ဝင်စားဖို့ကောင်းတဲ့မိမလေးပါပဲခင်ဗျာခုပြည်သူလူထုလူငယ်တွေကြားရေပန်းစားနေတဲ့ electronic အဝတ်ရွှေစက် e-secret လို့ခေါ်တဲ့ဗိတ်တွေအပြင်အလားတူပစ္စည်းများကိုတင်သွင်းတင်ပို့တဲ့သူရောင်းဝယ်ဖြန့်ဖြူးတဲ့သူလက်ဝယ်ထားရှိပြီးတိုးလောင်ထားတဲ့သူအသုံးပြုတဲ့သူကိုမစိုးလက်ရှိကျန်းမာရေးဝန်ကြီးဌာနရဲ့မိစ္ဆာအမှတ်2026အရကုန်စည်နဲ့ဝန်ဆောင်မှုဥပဒေအရအရေးယူခြင်းခံရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါမကီတီရှင်။ဒါဆိုရင်နောက်ထပ်အနေနဲ့ဒီ e-secret တွေသုံးစွဲခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါခင်ဗျာ။နောက်ဆက်တွဲဆိုးကျိုးလေးတွေကတော့လူငယ်တွေမှာအုံနောက်မျိုးမှုတိုက်ပြီးတော့ကာယဆိုင်မှုကြဆင်းလာမယ်။ဗိတ်မှာပါဝင်တဲ့ဓာတ်ပစ္စည်းတွေကအဆုတ်ကိုထိခိုက်စေပြီးတော့နောက်ဆက်တွဲကင်ဆာရောဂါများကိုပါဖြစ်ပွားစေပါတယ်။ဒါအပြင်ဗိတ်ထဲမှာပါဝင်တဲ့ဘက်ထရီကအချိန်မီပေါက်ကွဲနိုင်ခြင်းကြောင့်ပြင်းထန်တဲ့ထိခိုက်အန္တရာယ်ရရှိနိုင်တာပဲဖြစ်ပါတယ်။ပြီးရင်ဗိတ်တောက်တဲ့သူကြောင့်လည်းဖြစ်တာလားဆိုတော့လည်းမဟုတ်ဘူး။ဒီဗိတ်တောက်တဲ့သူရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူလူထုကိုပါထိခိုက်စေပါတယ်။နောက်သေးရင်စိလိစီရဲ့ကြီးတောင်းတုံးခြင်းကြောင့်အရှိနာနိုင်တဲ့ယောဂတွေအကြောင်းကိုပြည်သူလူထုလူငယ်လူရွယ်တွေအကြောင်းတည်တည်ပြတ်သိရှိသွားအောင်ဆွေးနွေးပြပါအောင်နော်ဟုတ်ကဲ့ပါမကြီးဒီစိလိစီရဲ့ကြီးသုံးဆွဲတဲ့အကြောင်းကိုလူငယ်လူရွယ်တွေအကြောင်းမှာဖြစ်ပွားလာတဲ့ယောဂတွေအကြောင်းပြောရမယ်ဆိုရင်ပေါ့နော်ဒီဘာတွေဖြစ်နိုင်လဲဆိုရင်နှလုံးသွေးကြောခြင်းတာတွေဖြစ်နိုင်တယ်ပြီးရင်သွေးစည်းမှုတွေနှောင့်နှေးပြီးတော့ခြေပုပ်လက်ပုပ်တွေလည်းဖြစ်နိုင်တယ်ခြေထောက်တွေကိုဖျက်ရတဲ့အထိလည်းဖြစ်နိုင်တယ်ပေါ့ဒီဂရင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်ဂရင်းကင်ဆာတွေဂရင်းယောဂအမျိုးမျိုးတွေဖြစ်ပွားတဲ့အပြင်ကိုဝန်ဆောင်မိခင်တွေမှာဆိုလို့ရှိရင်လည်းကလေးပြတ်ကျနိုင်တယ်ဂရေသားကိုလည်းဖွံ့ဖြိုးမှုတွေနှောင့်နှေးစေတယ်ပေါ့နော်ပြီးတော့လို့ရှိရင်ပြင်ပမှာလည်းတရေတဲနိုင်တယ်ကလေးအသေးတွေရတယ်မွေးဖွားနိုင်တယ်ပြီးရင်ကလေးရဲ့ဒီမွေးလာတဲ့ခါကျလို့ရှိရင်နာတာရှည်ယောဂတွေပြီးရင်ပေါင်မပြည့်လာမစစ်တဲ့ကလေးတွေလည်းမွေးဖွားနိုင်တဲ့အထိဖြစ်နိုင်ပါတယ်။နောက်သေးရင်စိလိစီရဲ့ကြီးဖြတ်ပစ္စည်းတွေကိုတောင်းတထိန်းချုပ်ရေးဥပဒေအကြောင်းလေးဆွေးနွေးပြပါအောင်နော်။ဒီစလိတ်ထုတ်တွေဘူးဝင်မှာစလိတ်တောက်ရှင်တွေကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတယ်ဆိုတော့အချက်လေးတွေကိုဖော်ပြထားရမယ်။ပြီးရင်ကျောင်းပရဝုံအတွင်းနဲ့ကျောင်းပရဝုံပြင်ပမှာရှိတဲ့ပေတရာအကွာမှာစလိတ်ရောက်ချခြင်းတွေမပြုရပါဘူး။စီကရက်ကိုလွယ်ကူစွာဝယ်နိုင်စေရန်တလိမ့်ချင်းဖြစ်စေအလိမ့်20ထက်နည်းသောပမာဏကိုအထုပ်တွေဝယ်မယ်ဆိုလို့ရှိရင်လည်းရောင်းချခြင်းမပြုရဘူး။စလိတ်ရောင်းချသူဖြစ်ပါကအသက်16နှစ်မပြည့်သေးသောသူကိုစလိတ်ရောင်းချခြင်းမပြုကြောင်းအတိလေးစာတမ်းကိုမြင်သာအောင်ဖော်ပြထားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါညီမလေးဒီပြဋ္ဌာန်းချက်လေးတွေကိုပြည်သူလူထုကသိရှိနားလည်ပြီးတိုင်းမှာဆောင်ရွက်လိုက်မယ်လို့ပြောနေပါရဲ့ရှင်။မဆင်ရင်စိလိတ်စီရဲ့ကြီးထွက်ပစ္စည်းတွေကအမျိုးထွက်တဲ့ပစ္စည်းနဲ့အမျိုးထွက်တဲ့ပစ္စည်းတွေလည်းရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့ပါဒါလေးစိလိတ်စီရဲ့ကြီးပါဆိုရင်ပေါ့နော်အမျိုးထွက်တဲ့ပစ္စည်းတွေဆိုတာကအခုစိလိတ်တွေပြောလို့ရှိရင်စေးပြင်းလေးစေးပေါ်လေးပြီးလို့ရှိရင်ပြောင်းဖူးလိတ်တွေရဲ့နောက်တစ်ခါကျတော့ကုန်းရလိတ်တွေပေါ့နော်ကုန်းရလိတ်ထဲမှာဆေးရည်ကြီးထည့်သုံးပြီးတော့တောက်သုံးတဲ့ဟာတွေရဲ့အရင်တုန်းကသုံးခဲ့တဲ့ဆေးတန်တွေပါလို့ပေါ့နော်အဲ့ဒါတွေကတော့အမျိုးထွက်ပစ္စည်းတွေဖြစ်တယ်ပေါ့နောက်တစ်ခုအနေနဲ့ပေါ့နော်ဆေးရည်ကြီးတွေကိုကုန်းရည်ထဲမှာထည့်စားတဲ့ဟာတွေပေါ့နောက်တစ်ခုကကျတော့ဆေးရည်ကြီးရေစိမ်တောက်တာတွေကိုစားဆေးတွေထဲမှာသုံးနေတယ်နှက်ဆေးတို့ပါလို့ဆိုရင်ဒါအမွေးမထက်တဲ့ဆေးရည်ကြီးသုံးပစ္စည်းတွေဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါမဆင်ဆေးလေးခွင့်ရှူရှားရခြင်းကြောင့်ဖြစ်ပွားနိုင်တဲ့ယောဂတွေကိုလည်းပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဆေးလေးခွင့်ရှူရှားရခြင်းကြောင့်ဖြစ်ပွားတဲ့ယောဂတွေဆိုရင်အဆုတ်ကင်ဆာတွေနာတာရှည်အဆုတ်ရောင်ယောဂတွေဉာဏ်ရည်မမီတာတွေနောက်တစ်ခုအနေနဲ့ဆိုရင်ကိုဝင်ဆောင်မိခင်တွေမှာဆိုရင်တာပြက်တာလျှောတာတွေအိမ်အောင်တွေမှာဆိုရင်အိမ်အောင်ရေးဒုက္ခမပြေဝတာတွေနောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်အသက်တစ်နှစ်ကလေးတွေမှာဆိုရင်သိဆုံးနိုင်တာတွေဖြစ်ပွားနိုင်မှာရှင်ဟုတ်ကဲ့ပါရှင်စိလိတ်မှုရှိဆိုင်ခြင်းကြောင့်အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေပျက်စီးစေပြီးအဆုတ်ယောဂမျိုးမျိုးကြောင့်ကိုလည်းဆွေးနွေးပြပါအောင်နော်ဟုတ်ကဲ့ပါမဆန်ရင်ဒီစိလိတ်မှုကိုချူချရခြင်းကြောင့်အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကျဆင်းလာမယ်ပြီးဒါအပြင်ကိုအဆုတ်ကင်ဆာပန်းနာရင်ကျက်ယောဂနာတာရှိအဆုတ်ယောဂတွေရဲ့ပြီးလို့ရှိရင်ဆေးရည်ပါတီဗီယောဂတွေနဲ့အခြားအဆုတ်ယောဂမျိုးတွေနဲ့ဖြစ်ပွားနိုင်ပါတယ်ရှင်ကင်ဆ
ပြန်ရေးဆက်ပြီးတော့ပေါ့နော်မူရည်စီကြောင့်ဖြစ်ပေါ်လာနိုင်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေအကြောင်းကိုလည်းဆက်ပြီးဆွေးနွေးပါအောင်နော် ဟုတ်ကဲ့ပါမဆန်ရင်ဒီစိတ်ကြောက်ယူသွဆေးတွေကိုရေရှည်သုံးဆွဲမယ်ဆိုလို့ရှိရင်မှတ်ဉာဏ်စွမ်းရည်တွေဆုံးရှုံးလာမယ်ရေရှည်အရေးပြတ်တာတွေကြောင့်ဆုံးဖြတ်ချက်တွေမှန်မှန်ကန်ကန်မချနိုင်တာတွေဖြစ်လာမယ်မသုံးဆွဲရနိုင်အောင်ထိလို့စိတ်ပိုင်းဆိုင်ရာဆွေးနွေးမှုတွေဖြစ်လာမယ်ဒါအပြင်ကိုစိတ်ရောဂါဝေဒနာအခန့်ရှိသူတွေအနေနဲ့ဆိုလို့ရှိရင်သုံးဆွဲမယ်ဆိုလို့ရှိရင်စိတ်ရောဂါဝေဒနာတွေပုံပုံဆိုးရလာနိုင်တယ်ပြီးလို့ရှိရင်တန်တရားစိတ်တွေလွန်ကဲလာမယ်ပြီးစိတ်တွေကြပြီးတော့မိမိကိုယ်ကိုယ်တည်တည်ခြင်းနဲ့စိတ်တွေဖြစ်ပေါ်လာနိုင်ပါတယ်ရှင်မမိုးကြီးစိတ်ချယူသွဆေးတောက်သုံးခြင်းကြောင့်လက်တော်မှာကြောက်လာနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖြစ်နိုင်တဲ့ယောဂရဲ့အကြောင်းကိုရှင်းလင်းဆွေးနွေးပြပါအောင်နော် ဟုတ်ကဲ့ပါပါရှင်စိတ်ကြောင့်ယူသွဆေးသုံးဆွဲတဲ့အတွက်ကြောင့်ရေရှည်မှာစိတ်ပိုင်းဆိုင်ရာလက္ခဏာတွေရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေကသူကဘာလဲဆိုတော့မျက်စိတငယ်ကပုံမှန်ထက်ပိုပြီးတော့ကျဲလာတယ်အသက်ရှူရတာမြန်လာတယ်ပြီးရင်အခါတလေမှာအစာစားခြင်းစိတ်တွေပြက်လာနိုင်တယ်စိတ်ကရုပ်တရက်လေးကြမ်းတမ်းခက်ထန်လာပြီးတော့စိတ်ရောအမူအရာရောရုပ်တရက်ကြမ်းတမ်းခက်လာတာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်ရှင်စိတ်ပိုင်းဆိုင်ရာလက္ခဏာတွေအနေနဲ့ကတော့စကားကပုံမှန်ထက်ပိုပြီးများပြီးတော့စကားများတာတွေဖြစ်တယ်။နောက်ပြီးတော့သူကကိုဟုတ်တီးချင်ပြီးတော့စိတ်ကြီးဝင်နေတဲ့စိတ်မျိုးတွေဖြစ်တယ်။ခါတလေမှာသူစိတ်ကိုမထိန်ချုပ်နိုင်မင်းနဲ့ရုပ်တရက်စိတ်လွတ်သွားတာမျိုးတွေဖြစ်နိုင်တယ်။နောက်ဆုံးမှာတော့သူကစိတ်ကယူသွဆေးလို့ပြောတဲ့အတွက်ယူသွသွားတဲ့အဆင့်ထိဖြစ်ပေါ်နိုင်တယ်ပေါ့နော်။အဲ့တော့ကျမတို့ရဲ့ကျောင်းသားသူတွေအနေနဲ့မောင်လေးညီမလေးတွေမိတ်ဆွေတို့ကငယ်ချင်းတွေပြည်သူမိဘပြည်သူတွေအနေနဲ့စိတ်ကြွယူသွဆေးတွေကိုသုံးဆွဲခြင်းပြုဖို့လို့ကျမအနေနဲ့တိကျရေးခံတိုက်တွန်းချင်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ညီမလေး ဒီနေ့စကားဝိုင်းမှာတော့ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားတဲ့အမိန့်စာတွေပြဋ္ဌာန်းချက်တွေမူရည်စေဝါသုံးစွဲခြင်းရဲ့ဆိုးကျိုးအန္တရာယ်တွေ e-secret အန္တရာယ်ကာကွယ်တားဆီးရေးစတဲ့အကြောင်းအရာများပါဝင်ပြီးပါဝင်ဆွေးနွေးတော့ကြတဲ့ဒီဦးစီးကျန်းမာပညာမှတငယ်ချင်းများအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဒီစကားဝိုင်းကနေရရှိလာတဲ့တည်ပညာဘူတုတရာနေကျမတို့ရဲ့လူငယ်လူရွယ်တွေမိဘပြည်သူတွေမူရည်စေဝါအန္တရာယ်ကနေကြိုတင်ကာကွယ်တားဆီးသွားနိုင်မယ်လို့ယုံကြည်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့ပြည်သူလူထုလူငယ်လူရွယ်များအကြောင်းမူရည်စေဝါအန္တရာယ်ကြောင့်လမ်းမမရောက်စေရန်အသိပညာပေးဆွေးနွေးတဲ့စကားဝိုင်းလေးပြီးမြောက်အောင်မြင်ခဲ့ပြီပဲဖြစ်ပါတယ်ရှင်ဒီမှာပြည်သူများနဲ့လူငယ်လူရွယ်များအားလုံးမူရည်စေဝါကင်းစင်ပြီးကျန်းမာပျော်ရွှင်တဲ့လူမှုဘဝအဝန်းကျင်ကိုတည်ဆောက်နိုင်ပါစေကြောင်းဆုမကောင်းတောင်းရင်ကျမတို့ရဲ့ပြည်သူလူထုလူငယ်လူရွယ်များကြားမူရည်စေဝါဖြင့်လမ်းမမရောက်စေရန်အသိပညာပေးဆွေးနွေးတဲ့စကားဝိုင်းလေးကိုဒီနေရာမှာတင်ပြုတ်တင်ပေးပါရှင်အားလုံးကိုကျေးဇူးထူးပင်ရှိပါတယ်ရှင်